ဒီနေ့ဆရာတို့နေတဲ့တင်ကြားမှာကကျတော့ grammar pattern ဖြစ်တဲ့ noun ရဲ့ apposition ပဲဖြစ်ပါတယ်အဲ့တော့မေကုတ်ကြည့်တဲ့အခါမှာနံပါတ်1 Ruby ကိုတဲ့ is found ဆိုတာဘာလို့ရလဲတွေ့ရတယ်။ in မိုးကုတ်ဆိုတော့မိုးကုတ်မှာဘာလို့ရလဲပြီးတော့ Ruby ဆိုတာ is one of the most precious gems in ဘာများလဲမြန်မာနှုတ်ဆိုပြီးပါနံပါတ်1ချက်နှုတ်တစ်ချက်ကပါလဲဝကြအနေဆုံးအနေဆုံးနှစ်ကြောင်းရှိပြီးရှေ့သို့မှဟောနောက်ဝကြမှာ subject ကိုရှေ့တွင်ပြန်ပေးထားသည်စရုပ်ကကျတော့တူတဲ့ noun ကိုရှာဘာကိုရှာအရှိနဲ့အနောက်မှာကလေးတို့အနေနဲ့တူတာကိုရှာဘာလို့ရှာမလဲစာကြောင်းဘယ်နှကြောင်းပေးထားလဲနှစ်ကြောင်းမှာတူတဲ့စကားလုံးကဘာလဲပြော Ruby ဘာပြီလဲအဲ့တော့အဲ့ Ruby ကိုစရုပ်မြင်းလေးတာခဲတယ်နေနဲ့ရလား Ruby ရလားပြီးတော့ဆရာတို့ဘတ်တူဘီဘယ်နှလုံးပါလဲဘတ်တူဘီဘယ်နှလုံးပါလဲအဲဘတ်တူဘီနှလုံးကို white ထားခဲတယ်လေးနဲ့ရလားဘတ်တူဘီနှလုံးဘာလို့ထားမလဲ white ထားမယ်ရလားအဲ့တော့အဲ့ဒီဘတ်တူဘီရဲ့အနောက်တွေကိုကြည့်မယ်ဘာကိုကြည့်မလဲနောက်ကိုကြည့်မယ်ဆိုတော့ဆရာတို့ကဘတ်တူဘီရဲ့နောက်မှာအရှိရဘတ်တူဘီရဲ့နောက်မှာဘာတွေ့လဲဘာတွေ့လဲbattery နောက်ကဘတ်တူဘီရဲ့နောက်မှာ ONE 1အဲ့တော့1တို့ A တို့မှတ်ထားနော် ONE 1ပဲလာလား A တို့မဟုတ် A ရမ်းပဲလာလားperson တို့ဒါမျိုးတွေအကုန်အဲ့ဒါတွေကနောင်နေကြီးပဲဘာတွေကြီးပဲလဲနောင်နေဆိုရင်အဲ့ဒီဘတ်တူဘီကိုဖြုတ်ရတာလားမဖြုတ်ရတာလားဖြုတ်ရတယ်ဘက်ထရီပါလာရင်ဖြုတ်လို့ရလားမရတော့ကလေးတို့အခုစဖြုတ်လိုက်တာကအရှိကဘတ်တူဘီကိုဖြုတ်တာလားနောက်ကဘတ်တူဘီကိုဖြုတ်တာလားနောက်ကဘတ်တူဘီဆိုတော့အရှိဥစား Ruby ပြန်ရေးမယ်လားအဲ့တော့ Ruby ပါမှာကော်မာသူရဲ့နောက်ကဖြုတ်လိုက်တဲ့ကောင်နောက်ကကောင်ဆက်ရေးမယ်ဆိုတော့ one or the more precious chance in မြန်မာတွေ့လားအဖြေလိုက်မင်းနေဦးနော်ဆရာမေခွန်းကိုကြည့်ပြီးတော့ပဲဆက်လို့ခိုင်းတော့လိုက်လို့ကြက်လားပြန်ပြောမယ်နော်ဆရာတို့ Ruby တူလားမတူဘူးလားဘတ်တူဘီကဘယ်နှလုံးပါနှလုံးပါရင်အဲ့ဘတ်တူဘီရဲ့နောက်မှာ battery ဘတ်အကြီးတွေပါလာရင်ဖြုတ်လို့ရလားမရတော့အရှိရကောင်ကိုတော့ဖြုတ်လို့ရလားမရတော့နောက်ကကောင်မှာ ONE 1ပါလားမပါဘူးလားတစ်ခုတစ်ကောင်တစ်ယောက်ဆိုတာနောင်ကိုပြောတာဘာကိုပြောတာလဲအဲ့တော့အဲ့ဘတ်တူဘီကိုဘာလို့ပြေကျန်တဲ့စကားစုကို Ruby ရဲ့နောက်မှာ comma ကိုပြီးကရေးလားမရေးဘူးလားအဲ့တော့ Ruby comma one of the more precious gems in မြန်မာcomma မြန်မာပြီပါလေစိတ်စရာเนาะအရှိမစာကြောင်းကြံသေးလားမကြံသေးဘူးလားစိတ်စရာကြံလည်းရင် comma ချ၍ဘာလို့ရေးပါချပေးပါဆိုတော့ comma ချလားမချဘူးလားပြီးကျန်တာက is found in မိုးကုတ်ရမလားကိနားလေလားပြန်ပြောမယ်เนาะ Ruby တူလားမတူလားတူတော့ဆွဲထုတ်လိုက်အဲ့ Ruby ကိုပြီးဘာမှာကုတ်ကောမာကုတ်ဘတ်တူဘီဘယ်နှလုံးတွေ့နှလုံးတွေ့ပြီစေဆရာတို့ကဘတ်တူဘီရဲ့နောက်မှာ battery ဘတ်ရဲ့ HD ပါရင်အဲ့ဒီဘတ်တူဘီကိုဖြုတ်လို့ရလားမရတော့အရှိကဘတ်တူဘီကိုဖြုတ်လို့ရလားနောက်ကိုကြည့်တော့နောက်ကဘတ်တူဘီနောက်မှာဘာရှိ1တို့တခုတော့တယောက်ဆိုတာနောင်ကိုကိုစားပြတာဖြစ်တယ်သူ့ဘာလို့ပြည့်အဲ့တော့အဲ့ဒီက is ကိုဖြုတ်တော့နောက်မှာစာချောင်းကြံလားမကြံဘူးလားကျန်တော့အဲ့ဒါ Ruby နောက်မှာဘာရေးကတ်ရေးဆိုပါအောင် Ruby, one of the more precious gems in မြန်မာစိတ်စရာကြံလားမကြံဘူးလားကြံရင် comma ထပ်ချမယ် comma is found in မိုးကုတ်ဒါဆိုတပုတ်ပြီးသွားပြီနံပါတ်2တူတာရှာပေးစရာဦးတူတာရှာပေးစာကြောင်းမနှစ်ကြောင်းပေးထားလေနှစ်ကြောင်းမှာတူတာဘယ်သူနဲ့ဥပါနဲ့ဟီနဲ့ဟုတ်တယ်အဲ့တော့ဥပါကိုဘာလို့ဆွဲထုတ်ဟီကိုဘာလို့ပြည့်ဖြုတ်ပြည့်နားလေလားဥပါနောက်မှာဘာကုန်မလဲကောမာကုန်မယ်နားလေလားမိကုန်းမှာအဲ့လိုမျိုးဆက်ပြောရတိုင်းလိုက်လို့တော့ကြလားမိကုန်းမှာဘာကုန်ကောမာကုန်အဲ့ဆိုရင်ဘတ်တူဘီဘယ်နှလုံးပါနှလုံးပါတော့ဆက်တော့အရှိရဘတ်တူဘီကိုကြည့်တော့နောက်မှာဘာပါလဲဘတ်ထရီဆိုဖြုတ်လို့ရလားနောက်ကဘတ်တူဘီကိုကြည့်တော့ဘာတွေ့လဲ our စောက်ချက်ထားတဲ့ pronoun စရာတွေမှာရှိလားမရှိဘူးလားအဲ့တော့ noun pronoun ဆိုတော့အဲ့ဘတ်တူဘီကိုဖြုတ်လို့ရလားမရဘူးလား noun pronoun ဆိုတော့အဲ့ဒီဘတ်တူဘီကိုဖြုတ်လို့ရလားမရတာလားဆက်ကြည့်နေပြောပုံနေပြောရတယ်ရရင်ဆက်ဘာလို့ပြည့်ဖြုတ်ပြည့်ကျန်တဲ့စကားလုံးကို command မှာကရေးလားမရေးဘူးလားရေးတော့ဆရာတို့က our retry head master အရှင်းမှာဆက်ရေးဖို့စာကြောင်းကြံသေးလားကျန်တဲ့ဆိုတော့ဘာကုတ် comma ကုတ် is chosen as a head man ရမလားအဲ့ဆိုအနှစ်ပုတ်ဖြေလေးရေးကြပြီးသွားရင်ဆက်ပြောထားပြီကက်ကလေးတွေဘာတွေ့လဲတူတာဘာတွေ့လဲ
ပကံဗာလေပကံတုံးနဲ့တော့ဆွတ်ထုတ်လို့မရဘူးเนาะပကံကြီးဆွတ်ထုတ်လိုက်ဆိုထမင်းမှာမပါဖြစ်သွားလိမ့်ကြလားအဲ့ဒါဆိုရင်သူပကံမှာပါတဲ့ထင်းတို့ထမင်းတို့ပါတခါလေးယူမယ်အဲ့ဆိုတော့ we want to ပကံရမလားဆွတ်ထုတ်လိုက်အဲ့ဒီဟာကိုရေးမယ်အဲ့တော့ we want to ပကံပြီးတော့ဆိုတော့ဘာကုတ်လဲကောမာကုတ်မယ်ကောမာကုတ်ပြီးသွားပြီဆိုရင်သူ့ရဲ့ we want to ပကံရဲ့အနောက်မှာကြံခဲ့တဲ့ဟာကိုထားထားလိုက်ရင်းဆုံးဆက်တော့ဘာရင်းရှာမှလဲဘတ်တူဘီတွေ့လားတလုံးနဲ့ပဲတတိချတဲ့တွေ့လားမတွေ့ဘူးလားအဲ့ဒီကောင်ဘာလုပ်ပြည့်ဖြုတ်ပြည့်ဝိုင်းသူ့နောက်ကကောင်နောက်မှာဆက်ရေးလားမရေးဘူးလားရေးတော့ an Asian city of မြန်မာပြီးဘာကုန်မလဲကောမာကိုစိတ်စရာကြံလားမကြံဘူးလားကြံတော့ဘာကြီးလဲပြော last summer holiday အဲ့တော့တကြောင်လုံးဖြည့်ဆိုပြီးကောမာပါထည့်ဆိုဆရာတို့ we want to begin comma an Asian city of မြန်မာကောမာ last summer holiday ကိုကြော guys ရမလားအစစ်စောက်3ပုတ်လုံးမြန်မာလိုတော့ဖြစ်တယ်မြန်မာလိုတင်တာများတော့မြန်မာလိုပဲဖြစ်တယ်เนาะ3ပုတ်လုံးစအဖြေတွေပဲဆိုပြီးဗာပဲလေဆိုမဲ့ Ruby, Ruby, one of the more busier chance in Myanmar, is found in Bogor. Our retry headmaster, is chosen as a headman. Number 3. We want to begin, an Asian city of Myanmar, last summer holiday. ဟုတ်တာပေါ့ရပါမလားဟုတ်ပြီအဲ့ဆိုရင်နံပါတ်4လေးစဉ်းစားလိုက်ကဲရဆိုရင်ဆရာတို့ထပ်သွားလိုက်ရအောင်နော်အဲ့တော့ထပ်သွားမယ်ဆိုတော့ဆရာတို့နံပါတ်4ဘာတူလဲဟေ့ခုနကပကံလိုပဲမြေမြို့ကြီးပဲဆွဲထုတ်လို့ရလားမရတော့သူရှက်ကျန်တဲ့အကုန်ယူတော့ဘာဖြစ်မလဲပြော Have you ever been to မြေမြို့အဲ့တော့ဆရာတို့ယူလိုက်တဲ့ကောင်ကရိုးစကလုံးလား question ဝဲကြီးလားအဲ့တော့နောက်ဆုံးမှဘာထည့်ပေးရမလဲ question mark ထည့်ပေးရအဖြေနောက်ဆုံးမှပေါ့နော်အဲ့ဆိုရင် Have you ever been to မြေမြို့ဘာမှာ comma နောက်ဆက်ကြောင်းကြည့်တော့ဘတ်တူဘီတွေးလားပြီးတော့ဘတ်တူဘီကိုဘာလုပ်ပြည့်ဖြုတ်ပြပြီးတော့ကျွန်တော်ကရေးလားမရေးဘူးလားရေးတော့ဘာရေးမလဲပြောA cool and pleasant town ဘာပါမလဲ question back အဲ့ဆိုအဖြေတစ်ချောင်းလုံးဆိုပြီး Have you ever been to Mimyo, a cool and pleasant town question back အဲ့တော့ကရေးရမယ်ဆိုတော့ကျန်ဝက်ကြကမိကုန်းဝက်ကြဖြစ်တဲ့အတွက်ကြောင့်ဝက်ကြအဆုံးမှာဗာထည့်ပေးရမယ် question mark ပါတဲ့ပုံလုံးမှာတယ်နော် grammar မှာ1 2မရှိဘူးနော်မိုင်းအမှန်တမှတ်မိုင်း0ပဲဒါပဲကြားလား number 5ဘာတူလဲစာကြောင်းဘယ်နှကြောင်းလုံးလဲစာကြောင်းဘယ်နှကြောင်းလဲ3ကြောင်းအေး3ကြောင်းတိလားဥမြိုင်ဆိုပြီးရေးထားတိလားအစင်ဥမြိုင်3ကြောင်းဆိုတော့တူတဲ့ဥမြိုင်ကိုစာဆွဲထုတ်လိုက်မယ်ရင်ဟုတ်လားဥမြိုင်ဘာမှာကောမာရေးမယ်ဥမြိုင်ကောမာရေးထားဥမြိုင်ကောမာလို့ဖြေလေးရေးထားဘတ်တူဘီဘယ်နှလုံးပါလဲစကိုရှာပြီးဘယ်နှလုံးပါလဲနှလုံးဘတ်တူဘီနှလုံးလေးကိုဝိုက်ထားလိုက်သူ့ရဲ့နောက်မှာပါတာက TH တဲ့နှစ်ခုလုံးမှာလဲဒဲတွေပဲပါလားမပါဘူးလားပါလားမပါဘူးလားဒဲတွေပဲဆိုတာပါလေးဆိုတော့နောင်းနေဘာတွေလဲနောက်ဆိုနှစ်ခုလုံးဖြုတ်ရမှာဘာလို့လဲဘတ်တူဘီနှလုံးလုံးဖြုတ်ရမှာနှလုံးဖြုတ်ပြီးတော့အဲ့နောက်ကကျန်တဲ့ကောင်ကိုကြည့်လိုက်The owner of the company ရဲ့ the manager of this company ရဲ့ဆိုတော့ owner နဲ့ manager ပဲကွာလားမကွာဘူးလားကျန်တာတွေတူလားမတူဘူးလားအဲ့လိုမျိုးဆိုတော့စာကြောင်းတူတဲ့ကောင်တွေဆိုရင်အန်ခံပြီးဆက်ပေးလိုက်ဘာခံပြီးလဲအဲ့ဒီက special form လေးเนาะအန်ခံပြီးဘာလုပ်ပေးလိုက်အဲ့တော့အဖြေကဦးမြိုင်ကောမာ the owner and the manager of this company ရမလားစာကြောင်းကြောင့်ဆက်တွဲလိုက်တယ်เนาะနားလေလားပြန်ပြောမယ်เนาะဦးမြိုင်ဘာမှာကောမာဒါရေးမယ်တခါတည်း the owner and the manager of this company ရလားဦးမြိုင်ကောမာ the owner and the manager of this company လေ company စာရေးစရာကြံလားမကြံဘူးလားကြံသေးတာပေါ့ရှေ့မှာကြံလားမကြံဘူးလားကြံတော့ဘာကုတ်ကောမာကုတ်ရှေ့မှာကြံတာဘာကြီးလဲပြော we leave for Japan tomorrow ရလားအဲ့လိုစာကြောင်း3ကြောင်းပေးတဲ့အခါမှာ2ကြောင်းကတူလားဆိုတာကြည့်တူရင်ဘာခံအန်ခံကြလားဒါဆိုရင်ဦးမြိုင်က
အဲ့ဒီ company ရဲ့ owner လည်းဖြစ်တယ်လို့ manager လည်းဖြစ်တယ်ကြားလားတော့ကရေးခံရမယ့်စကားစုကနှစ်ခုဖြစ်တဲ့အတွက်ကြောင့်အန်ခံဆက်ပေးရမယ် all this company ကဝါကျနှစ်ခုစလုံးတွေပါတဲ့အတွက်ကြောင့်တစ်ခုတာသုံးမယ်ဘယ်တစ်ခုတာသုံးမယ်အဖြေဆိုပေးပါအောင်ဦးမြိုင်ကောမှာ Nyai Koma, the owner and the manager of this company ဗါလေ company ရမလား okay အဲ့တော့ grade 10 ဆောက်ထဲမှာ grade 10 ဆောက်ထဲမှာပါတဲ့ဆရာတို့ noun position grammar ဘယ်နှပုတ်လဲ10ပုတ် number 1 မေးခွန်းဖတ်ပါအောင်မြန်မာ is the second largest country Myanmar is the second largest country in Southeast Asia is known as the land of Pagoda တူတာရှာပြီးဘာနဲ့ဘာနဲ့တူလဲ မြန်မာနဲ့ it နဲ့ဘာနဲ့လဲမြန်မာနဲ့ it နဲ့သွားတူလားမတူလားတူတော့အဲ့ဒီတူတဲ့မြန်မာကိုဘာလို့ဆွဲထုတ်အဲ့တော့မြန်မာပြီးဘာရေးလိုက်မလဲကော်မာမြန်မာပါလေကော်မာအဲ့ဒါလေးရင်ရေးလိုက်ဆရာတို့အဲ့ဒီမေခွန်းကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာဆရာတို့အရှိစာချောင်းရဲ့နောက်စာချောင်းရဲ့မှာတူတာကမြန်မာရဲ့ဘာရဲ့လဲ IT8 လေတူတာကိုမြဲတဲ့ဆရာတို့ဆွတ်ထုတ်လားမထုတ်ဘူးလားဆွတ်ထုတ်ပြီးအရှိကမြန်မာနဲ့တူတဲ့ဟာဖြစ်တဲ့ဆရာတို့က IT8 ကိုဆရာတို့ဘာလို့ပြည့်ထုတ်ပြည့်ဘာလို့ပြည့်လဲနားလေလားIT8 ကိုဘာလို့ပြည့်ထုတ်ပြည့်အဲ့ဒီတိုင်းပဲဆရာတို့မှတ်ကြမယ်နော်အရင်ဆုံးဆရာတို့ကရှစ်စာချောင်းနဲ့နောက်စာချောင်းမှာတူတာကိုအရင်ရှာဘာလို့အရင်ရှာတူတာရှာပြီးွားပြီဆိုရင်တူတဲ့ကောင်ကိုဆွဲထုတ်ပြီးရင်ဘာကုတ်ကောမာကုတ်ပြီးရင်တူတဲ့ကောင်နဲ့ကြံခဲ့တဲ့ကောင်စာဘာလို့ပြည့်ဖြုတ်ပြည့်နားလေလားအဲ့တော့မြန်မာကိုရေးမယ် ID ကိုဘာလုပ်မယ်ဖြုတ်မယ်အဲ့တော့ဆရာတို့က MY AN ဘာမေးMAR မြန်မာဘာမှာကောမာကော်ပြီးွားရင်ဆရာတို့ကဘာကိုရှာမလဲဘတ်တူဘီကိုရှာမယ်အဲ့တော့ဘတ်တူဘီတွေ့လားဘတ်တူဘီတွေ့လားဘယ်နှလုံးတွေ့လဲနှလုံးဆိုတော့နှလုံးကိုဝိုက်ထားလိုက်ဘတ်တူဘီနှလုံးရဲ့အရှေ့လုံးကြည့်တော့ရှေ့လုံးတော့မှာဘာတွေ့လဲဘတ်တူဘီအရှေ့ကအလုံးရဲ့နောက်မှာဘာတွေ့လဲတီရှိဒဲဆိုတော့ဆရာတို့အဲ့ဘတ်တူဘီကိုဖြုတ်လို့ရလားမရဘူးလားဖြုတ်လို့ရတယ်ဒဲဆိုတာ noun ပဲဒဲဆိုတာဘာလဲ article ဆိုတော့ noun ပဲ noun ဆိုတော့ဆရာတို့ကအဲ့ဘတ်တူဘီကိုဖြုတ်လို့ရတယ်နောက်ကဘတ်တူဘီကြည့်လိုက်ဘာတွေ့လဲဘာတွေ့လဲဆောက်ချစ်ချစ်လေးပြောဘာလဲ no KNO တလူးဘာလဲ no ဆိုတာဘယ်လောက်လဲ battery ဘာ3လဲ battery ဆိုတာအဲ့ဘတ်တူဘီကိုဖြုတ်လို့ရလားမရဘူးဆိုတော့အရှိကဘတ်တူဘီဘာလို့ပြည့်ဖြုတ်ပြည့်ဖြုတ်တဲ့နောက်ကကောင်ဆက်ရေးလားမရေးဘူးလားပြောမယ်မြန်မာကော်မာ the second largest Asia ကော်မာစိတ်စားကြံလားမကြံဘူးလားအဲ့တော့တစ်ခါဖြုတ်ဖို့နောက်ကဘတ်တူဘီဖြုတ်ဆရာမလို့တော့ဘူးเนาะအဲ့တော့ရေးမယ် is known of Pagoda တပုံလုံးဖြည့်ဆိုမယ်မြန်မာကော်မာ Myanmar, the second largest country in Southeast Asia, is known as the land of Pagoda. is known as the land of ဘာလဲ Pagoda ရမလားဆိုနံပါတ်2တူတာရှာပေးဘာနဲ့ဘာနဲ့တူလဲဟုတ်တယ်အဲ့တော့ဦးထွန်းထွန်းကိုဘာလို့ဆွဲထုတ်ခီကိုဘာလို့ပြည့်ဖြုတ်ပြည့်ဆိုတော့ပြောမယ်ဦးထွန်းထွန်းကော်မာဘတ်တူဘီဘယ်နှလုံးပါလဲနှလုံးဆိုတော့ white light အဲ့ဒီဘတ်တူဘီနှလုံးလုံးကို white light ဆရာတို့ white ပြီးသွားပြီလားဒီချလိုက်လို့နော်ကလေးတွေဒါကလေးတို့အတွက်နော်ဘတ်တူဘီနှလုံးလုံးကို sorry ဆရာဘတ်တူဘီနှလုံးလုံးကို white light မယ် white ပြီးသွားရင်အရှိကဘတ်တူဘီရဲ့နောက်မှာဘာတွေ့လဲ OU our ဆိုတော့ noun pronoun ဟုတ်လားမဟုတ်ဘူးလားအဲ့တော့အဲ့ဒီဘီကိုဖြုတ်လို့ရလားမရဘူးလားနောက်ကိုဆက်ကြည့်နောက်ကကောင်မလေး article ပါလားမပါဘူးလားဒါဆိုရင်အရှိရဘတ်တူဘီမှာလဲနောက်မှာလဲနောက်ကဘတ်တူဘီနောက်မှာလဲတို့တူနေနောက်တစ်လုံးကြော်ကြည့်နှလုံးပါလဲအဲ့တော့ our ရဲ့နောက်မှာဘာတွေ့လဲ English ဆိုတာက English စာလို့ပြောတဲ့ noun နဲ့တူလားမတူလားရပြီနောက်ကကောင်ကြည့်တော့ဘာတွေ့လဲဆိုတော့ very ဆိုတာဘာလဲဆိုတော့ adjective ဘာလဲအဲ့တော့ဘယ်ဘတ်တူဘီကိုဖြုတ်မလဲအရှိကိုဖြုတ်မလားနောက်ကိုဖြုတ်မလားအရှိကိုဖြုတ်ချလိုက်တော့ဖြုတ်ချပြီးပြောဦးထွန်းထွန်းကော်မာ our English teacher ကော်မာ
ဘာကြီးမလဲပြော is a very strict person ရမလား Okay တကြားလုံးဖြည့်ပြန်စုမယ်ဦးထွန်းထွန်းကောမ our English teacher, is a very strict person. ဒီအောက်ကစတယ်အဲ့တော့နောက်ဆုံးနံပါတ်3သွားမယ်တူတာဘာတူလဲ no ဝပြီးပြီလားဒါပြီဘာလဲအေးစားချရေးမယ်ကမစီပေးအင်္ဂလိပ်အင်္ဂလိပ်တော့ဟွာဘာနဲ့တူတာဆရာတို့အောင်နဲ့โอเคအဲ့တော့အောင်ဘာလို့ဆွဲထုတ်เนาะအောင်ဆွဲထုတ်လိုက်မယ်အောင်ကောမာအောင်ပါလေကောမာပြီးွားရင်ဘတ်တူပြီးဘယ်နှလုံးတွေ့နှလုံးလားတစ်လုံးလားအဲ့ဒီဘတ်တူဘာလို့ပြလိုက်ဖြုတ်ပြလိုက်ဆိုစိတ်ရေးမယ်ပြော the best footballer in our country sorry in our school comma ရှေ့ကကျန်တာစိတ်ရေးမယ် won many prize ရမလားဒါကြောင့်လို့ဖြည့်ဖြန်းစုမယ်အောင် comma the best footballer in our school comma won many prize ရမလား okay number 4တူတာကိုရှာပေးပါဆရာကိုတိချာရှာတွေ့လားဘာတွေ့လဲအဲ့ဒါ NHQ နဲ့ 8နဲ့ NHQ နဲ့ဘာနဲ့လဲ in နဲ့ဆိုတော့ NHQ ကိုဘာထုတ်ဆွဲထုတ်လိုက်မယ် NHQ ပြီးွားရင်ဘာကုတ်မလဲဟုတ်တယ်ကောမာကုတ်လိုက်မယ်ကောမာကုတ်ပြီးွားရင်ဘတ်တူပြီးဘယ်နှလုံးတွေ့တစ်လုံးပဲတွေ့တယ်အဲ့ဒီဘတ်တူပြီးဘာလို့ပြည့်ထုတ်ပြတော့ကျွန်တော်စိတ်မဲ့ပြော a reason for an apology ဗာလေ apology ဘာမှစိတ်စားကျွန်တော်မကြည့်ဘူးလားကျွန်တော် may or may not be true ရမလားအဖြေတစ်ချောင်းလုံးဆိုပြီးမယ်ဆရာတို့ NHQ comma a reason for an apology comma May or may not be true. ရမလားနောက်တစ်ပုတ်တူတာပါလားဒါနဲ့ပါနေတူတော့အဲ့ဒါဘူးဘာနဲ့ပါနေဘူးလဲတဲ့ဘာနဲ့ပါနေတူလဲနံပါတ်ဘယ်လောက်5နော်ဘာနဲ့ပါနေတူလဲတူတာကိုရှာစာကြောင်းနှစ်ကြောင်းပါရေးပြောစရာအောင်အတော်နဲ့မသိစလုံးပေါင်းလိုက်FINLAND Finland ဗာလေ Finland မဟုတ်နော် Finland ဗာလေအဲ့တော့ Finland တူလားမတူလားခုနလိုပကံလိုပဲဆိုတော့ Finland တခုပဲဆွဲထုတ်လို့ရလားသူရှိကကျန်တာကုန်ဆွဲရဆိုတော့ဘာဖြစ်မလဲပြော Jack was born in Finland, comma နောက်က Finland ကိုဖြုတ်လားမဖြုတ်ဘူးလားဘတ်တူဘီဘယ်နှလုံးပါတစ်လုံးပါတော့အဲ့ဒီဘတ်တူဘီဘာလို့ပြည့်ဖြုတ်ပြည့်ကျန်တာစိတ်ရေးမယ်ပြောThe land of 8,000 lake ဒါရမလားကဲဖြည့်စုံမယ်ဆရာတို့ Jet was born in Finland, comma the land of 8,000 lake ရမလား Okay Excuse me baby ဆိုတာမြေကိန်းနဲ့ပုံပေါင်းစဉ်းစားပြီး SVT ရဲ့ပုံရိပ်ပေါင်းတယ်။တခြားကိန်းတွေပေါ့။ဘာကြောင့်လဲဆိုရင်တခြားကိန်းတွေကတစ်ထပ်လို့မရဘူး။ဒါမှမဟုတ်ပြောလို့ရပြီလား။ဒီတစ်ကနံပါတ်6ပြောလို့ရပြီလား။ဘာတူလဲ။တစ်ထပ်ကိန်းတွေပြဆိုတဲ့ပုံရိပ်စီကြောင့်ဟဲ့ရှိဟာအဲ့တော့ Everett Presley ပေါ့ဗာလေ Everett Presley နဲ့ he နဲ့တူလားမတူလားအဲ့တော့ Everett Presley ကိုပဲထုတ်ရှေ့ထုတ်ပြီးသွားပြီဆိုရင်နောက်ကကောင်ဘာလို့ပြည့်နောက်ကဘာကိုဖြုတ်ကြည့် he ကိုဖြုတ်ကြည့်ဘတ်တူပြီးဘယ်နှလုံးပါ
Okay နှလုံးပါလာရင်ဆရာတို့နှိုင်းရှင်မယ် west ရဲ့အနောက်အရှိရဆက်ကြရဲ့ west ရဲ့နောက်မှာဘာတွေ့လဲ A ပေါ့ A ဆိုတော့ဗာလဲ now နောက်က west ရဲ့နောက်မှာက refer ဆိုတော့ဘယ်လောက်လဲ battery အဲ့တော့ဘယ်ဘက်ကိုဖြုတ်မလဲရှေ့ကောင်ကိုဖြုတ်မယ်ဆိုတော့ပြောမယ် Elvis Presley, Elvis Presley, a very popular singer, was referred to as the king of rock and roll ရလား okay တခြားလုံးဖြည့်ပြန်စုမယ် Elvis Presley, a very popular singer, was referred to as the king of rock and roll ရမလား okay နောက်တစ်ခုရေးပြီးဝိုင်းပြောစရာဒီကဖုန်းမှာကိုရမယ်ငါ့မို့အော်ဒီကပတ်သက်တယ်။မကနိုင်ဘူး။ကျန်တာတွေကိုကျွန်တော်ပြောနေတယ်။အော်ဒီဘောဆာမှာတောင်းမှန်နေတာပဲ။တောင်းမှန်နေတာ။ဒီဘောဆာတောင်းမှန်နေမင်းဆက်ရှိနေတာပါလား။တောင်းမှန်နေတာနော်။ကြည့်စို့။ဒီဥပေကတိတ်ကဆိုတော့တက်တက်အပါဒီဘီကကျတော့ဝန်တော့ဒါဆိုတော့ဝန်တော့တက်တက်ရှင်းရမယ်ချင်းကြည့်အပါကိုရှင်းတစ်စိတ်။ original ကဥပေရလာကလေးတွေဆက်သွားလို့ရပြီလားဆက်သွားကြည့်မယ်နော်နေလိုက်ကြည့်လိုက်အောင်ပြီးမှရေးလို့ရတယ်နော်နံပါတ်ခက်တာမဟုတ်အဲ့ဆိုရင်နံပါတ်ဘယ်လောက်ရောက်ပြီလဲဆရာတို့7ဘာနဲ့တူလဲဒီချာလေးရှာဟုတ်တာပေါ့တော်လိုက်တာကျွန်တော်ကလေးတော့ရှာတွေ့လားအဲ့တော့ငပလီ beach ရဲ့ဘာလဲ8ရဲ့အဲ့တော့ငပလီ beach ကိုပဲဆရာဆွဲထုတ်လို့ရလားမရတော့စကြောင်းလုံးပြန်ရေးပြော we will spend our vacation at Nepalese beach နောက်က ကိုဘာလို့ပြည့်ဘတ်တူဘီဘယ်နှလုံးပါတလုံးပဲပါအဲ့ဘတ်တူဘီဘာလို့ပြည့်ထုတ်ပြတော့ဆက်ရေးမယ်ပြော the most beautiful beach in our country okay ပြီးမှအဖြစ်ရေးလိုက်ဆက်တစ်ခါရေးကြည့်လိုက်ရအောင်နော်အဲ့တော့နံပါတ်8ဘာနဲ့တူလဲ William Henry Gate ဘာလဲပြော William Henry Gate နောက်ကဘာနဲ့တူတာလဲဟီကိုဘာလို့ပြည့်အဲ့တော့ William Henry Gate ဘာမှာကောမာပြီးသွားပြီဆိုရင်ဆရာတို့ကဘတ်တူဘီဘယ်နှလုံးပါwest ရဲ့ east ရဲ့ပါလားမပါဘူးလားတလုံးချင်းတိုင်းရှင်မယ် west ရဲ့နောက်ကဘာကြီးလဲဘွန်းဆိုတာဘယ်လောက်လဲ battery east ရဲ့နောက်ကကျတော့ th တဲ့အဲ့တော့ဘယ်ဘတ်တူဘီကိုဖြုတ်မလဲရှေ့လားနောက်လားနောက်ကိုဖြုတ်လိုက်တော့ပြောမယ်ကြရေးမယ်ပြောthe principal founder of Microsoft, was born in Washington. ရမလား Washington ကြားဦးတယ်မလားစတမိုင်းမှာပါတယ်။နောက်တစ်ချောင်းလုံးဖြစ်ပြန်စုမယ် William Henry Gate, the principal founder of Microsoft, was born in Washington. ရမလား Okay. စာဖြေလေးတော့တခြားမရေးပြီးတော့ဘူးကွာကို damage နားထောင်နေနဲ့လိုက်မှတ်ကြည့်နော်အမှတ်သားလေးဆက်လောက်ခိုင်းလို့လောက်ထားတယ်မလားနံပါတ်9သွားပါမယ်တူတာဘာတူလဲဟိငါတော့ဘိုက်စာနေတော့တန်းတွေ့တာပဲဘာကြီးလဲစလုံးပေါင်းမပေါင်းနဲ့တန်းမတက်တယ် sparkly ဘာလဲခောက်ဆွဲနေငရုတ်သီးနှစ်တင်နဲ့ချက်ထားတာကိုပြောတာနော်အဲ့တော့ sparkly က8နဲ့တူလားမတူဘူးလားအဲ့တော့ sparkly ပဲဆက်လို့ယူလို့ရလားမရဘူးတစ်တွဲလုံးခေါ်တော့ဗာလေပြော I like sparkly, ဘတ်တူဘီတွေ့လားအဲ့ဘတ်တူဘီဘာလို့ပြည့်ကျွန်တော်ဆက်ရေးမယ် an Italian dish with noodle with and sauce ရမလားအဖြစ်ပြန်စုမယ် I like sparkly, I like sparkly, an Italian dish with noodle and sauce ရမလား soup ပေါ့နော် sauce လေးရပါတယ် sauce ဆိုအသားချောင်းဖြစ်သွားတယ်နော်အဲ့မနက်က physics ဆက်သွားမယ်
ဆိုတော့တင်မှုမဟုတ်ဘူးပြန်ကြည့်နေပြီလားပြည့်စည်ကြည့်မယ်ကျတော့တင်ချာကပြီးထားတာဘယ်နှခန်းနှခန်းဝမ်းရပါလေအလေးပိုင်းတင်ချာမသွားခင်ဆောင်အင်္ဂလိပ်စာပိုက်နာနာပြဖတ်ဟုတ်ကမစီတင်ပြီးသားအကုန်ပြီးပါပြီနော်ဒါပဲဆိုတင်ချာကြည့်တာဘိုင်ကိုချက်ဖို့ကြွေးကြံတာရှိသေးလားရှိဘူး အချိန်ကျလို့မရ အတန်ဆူတယ်တင်ချာကြည့်စမ်းပါတလားကျွန်တော်ဖွင့်တော့မယ်လို့စကိုင်းလေးအဲ့မှာဆိုအနေစာတူရှင်ပိတ်ပြီးတယ်နော်ကြားလားဆက်လက်ရန်ကုန်သွားမှာမဟုတ်ဘူးကြားလား ခိုင်းနေရအဲ့ဒါမအောင်သေးတော့အောင်စ ဒီကားပဲအောင်စင်းထွက်မှာအဲ့ဒီငါပိတ်တယ်လို့နော်ငါပိတ်ကိုပိတ်တာနော်ဆရာရန်ကုန်ပြရတဲ့ station ကိုမှာဝင်းနေစီတော့ဆရာတို့အောက်ကနံပါတ်30တူတာလေးရှာကြည့်ရအောင်ဘာနဲ့တူပါလဲ my chai home နဲ့ဘာနဲ့လဲ is နဲ့အဲ့တော့ chai who ဆိုတာနင်တို့ meaning ချက်ပြီးလဲဘာကြီးလဲကလေးဘွား home ဆိုတော့အိမ်နင်တို့ကလေးဘွားအိမ်ရဘယ်နားမှာဘယ်နားမှာပြောလေဩတကယ်သိချင်လို့ပါစို့စုံနေတာပဲဟိုမမွေးချင်းနေတာဘယ်မှာတော့ဒိုင်ဦးမှာချီလုံးမနှစ်3ယောက်လုံးကဒိုင်ဦးလားဟုတ်ဘူးမင်းကဘယ်မှာမကွေးတိုင်းနေမှာညီရရောလက်ပတန်းမှာနုံနုံဝိုင်းကြီးရတိုက်ကူသူကြီးလားဟိုကျုပ်လည်းဒီမှာပဲမွေးတာစီတူဒီမှာပဲမွေးတာသူများနေရာဒီမှာမွေးချင်တယ်ဗလားလှိမ့်ပြီးမှနေရာတော့နှစ်ပြင်းလာကဲကြည့်ကြည့်ရအောင်ဆရာတို့ညီတို့နာမည်ညီတို့ကြိုက်ကြလားအဲ့ဒါပြောတာလေးဆရာတို့မိဘတွေကနော်ဆရာတို့နဲ့တစ်စက်မှမတိုင်မီဘူးလားနော်နာမည်ပြီးတော့ဆရာတို့နဲ့တစ်စက်မှမတိုင်မီခဲ့ဘူးနော်ကြည့်ကြည့်ရအောင်ဆရာတို့အဲ့တော့ my chai home နဲ့ဆရာတို့ ID နဲ့တူလားမတူဘူးလားပြီးတော့ it ကိုဘာလို့ပြည့်ချုပ်ပြည့်ပြောမယ် my chai who chai who home ကောမှာ my chai who home ကောမှာဘာတူပြီးဘယ်နှလုံးပါနှလုံးပါအဲ့တော့ white လိုက်မယ်ဆရာတို့ white လိုက်တော့ဆရာတို့က share ဘာတူပြီးနောက်မှာ just တွေ့တယ် just ဆိုတာကဒါတွေကကျွန်တော် HD ပုံစံနဲ့သွားဆင်တာပေါ့နော်အဲ့တော့သူ့ယူလို့ရလားမရဘူးအနောက်က AN နဲ့ပါလားမပါဘူးလားပါတော့အဲ့ဒီကောင်ဘာလို့ပြည့်ချုပ်ပြည့်ဆိုတော့ and o wooden house ကောမှာစေးဆရာကျွန်တော်မကြံဘူးလားကျန်တော့ဆရာတို့က it just down the road ရလာရေးတအားလွယ်တယ်အဲ့ဆိုအဖြေတွေစော်လိုက်တော့ပြီးဝိုင်းဆက်ကိုပြောနော်